မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံးတက္ကသိုလ်ဘွဲ့၅ခုကိုတင်သိပါတယ်လားကျွန်တော်မြန်မာနိုင်ငံရဲ့လူငယ်တွေကြားမှာရေပန်းစားနေတဲ့ခုံအစီဆုံးနဲ့အောင်မြင်မှုအစီဆုံးလို့တတ်မှတ်ကြတဲ့တော့ဖိုက်တက္ကသိုလ်ဝင်တွေကဘယ်တက္ကသိုလ်ဖြစ်မလဲနံပါတ်5လေချောင်းတက္ကသိုလ်လေရင်မှုလို့ပြောတာနဲ့အရန်မောင်းကောင်းပြီးစမတ်ကြနေရမယ်အမှားလုံးဝမရှိစရာပဲကြီးမားတဲ့တာဝန်တွေလာစားလက်ကောင်းမွန်တာကြောင့်လူငယ်တွေကြားမှာရေပန်းစားတဲ့ professional လုပ်ငန်းတစ်ခုပါနံပါတ်4နီးပညာတက္ကသိုလ် engineer ဘွဲ့စာအုပ်တွေကိုဒီဇိုင်းလာတိဆောက်ရတာဒီထွန်ဖန်တီးမှုတွေကိုဆေးရထက်ထွန်စွာဝါနာပါတွေအတွက်အကောင်းဆုံးပါတွက်ချက်မှုတွေကိုမပေါ့စားပဲတိကျမှန်ကန်ဖို့တော့လိုအပ်ပါတယ်နံပါတ်3စစ်တက္ကသိုလ်တမတော်ဘွဲ့တချိန်လုံးကမြန်မာမျိုးသားတော်တော်များများအကြီးမားဆုံးအိမ်မက်ဖြစ်ပြီးဂုံတိတ်ခါရောအာနာပါဝါရှိတယ်လို့ဝန်ငင်းရဖို့လည်းခက်ခဲတာကြောင့်လူတိုင်းဒီပါလိုချင်တဲ့ဘွဲ့တစ်ခုပါနံပါတ်2ရေချောင်းတက္ကသိုလ်တင်မော်တာဒါကတော့လူငယ်တွေအကြိုက်ဆုံးနဲ့ယောက်ျားလေးတော်များများရဲ့အိမ်မက်ကဘာကြီးပါဝင်ရောက်ဖို့မလွယ်ကူတယ်လို့ပင်လယ်ပင်ကြီးရဲ့စမ်းသပ်မှုတွေကိုလည်းစမ်းခံနိုင်မှရမှာပါဒါပေမဲ့လာစားကတော့အမိုက်စားကြီးပါကဲနောက်ဆုံးနံပါတ်1ကတော့ဆေးတက္ကသိုလ်ဆရာဝန်ဘွဲ့ပါလူငယ်တိုင်းရဲ့ထိပ်နှံအိမ်မက်ဖြစ်တယ်လို့အခက်ခဲဆုံးနဲ့အပင်ပန်းဆုံးပညာရဲ့တစ်ခုပါဝင်ရောက်ဖို့မလွယ်ကူတယ်လို့ဘွဲ့ရဖို့လည်းမလွယ်ကူပါဒါဆိုဒီ9ခုတည်းကတင့်အိမ်မက်ကဘယ်ဟာဖြစ်မလဲကိုမမပြောကြအောင်နော်